နေ့ vlog လေးကတော့ကျမညီမလေးရဲ့မွေးနေ့ July 1st မှာမိဘမဲ့ကေကို donation သွားလုပ်မဲ့ vlog လေးပါအဲ့တော့ဘာလို့ညနေလေးရလဲပေါ့ဒီနေ့က30ရက်နေ့ဂျွန်မနေ့ဖြန်မှာသွားလှူမှာဒါပေမဲ့ဒီမှာပြင်ဆင်တဲ့ဟာလေးတွေတခါတည်း record လုပ်ထားခြင်းလို့ဒီနေ့ခုလိုကင်မရာလေးကိုဖွင့်လိုက်ရခြင်းပဲဖြစ်ပါတယ်အဲ့တော့အလာကဒီနေ့က8နာရီဆိုလို့ရှိရင်တော့တင်တန်းရှိတယ်အဲ့တော့အများကြီးတော့မကူညီနိုင်တော့ဘူး so let's see ပေါ့နော်ကူညီလို့ရတဲ့ဟာကူညီမယ်ပြီးရင်ဟလာကအဲ့ဒီမိဘမဲ့ခေကကလေးလေးတွေအတွက်အဲ့အမတ်တရဖန်တီးပေးချင်တာလေးလည်းရှိရယ် so ဒီနေ့ time management ဘယ်လိုလုပ်ရမလဲဆိုတော့ let's see okay ခုရေမိုးချိုးပြီးပါပြီအဲ့တော့အောက်ထပ်မှာညစာဒီနေ့မမေက kimchi ကပူပူလေးလုပ်ထားရဆိုတော့အဲ့ဒါသွားစားရင်းနဲ့အထုံထုံနေရဘလို့အချိန်ကြီးရောက်နေပြီလေသွားကြည့်ပါပါမွေးနေ့ရှင်က AC လေးထုတ်နေတယ်သူစိတ်ကြိုက်ဖန်တီးနေတာပါလားဆို let's go ထုတ်ကအဆင်ပြေလားရှင်ဟောနော်ဟောမွေးနေ့ရှင်ရတော့ခဏစံစာဖြတ်ပေးတာမယ်နော်မွေးနေ့ရှင်အစုပ်ပြတ်တက်နေတာစံစာလေးဖြတ်ပေးတာဝေါတော့ကိုရပေါ့ပေါ့နော်ဝေါဟိုကထုတ်ထားပြီးသားထုတ်ပြီးရရှင်ဟုတ်တယ်ဒီမှာနောက်မှကျန်းစီတာဒီလိုလေးပဲဟိုကွင်ဝါနေရိုက်လိုက်မယ်ရှင်ခုကတော့8နာရီထိုးပါပြီ8နာရီထိုးပြီဆိုတော့အလားတင်တန်းတက်မှာပါဒီရပိုင်းကနည်းနည်းအလုပ်တွေပဲဒီရပိုင်းထက်ဒီခြုံမှာပေါ့နော်နည်းနည်းအလုပ်ဘက်ကိုသွားလိုက်ရတော့စားလည်းမလုပ်ဖြစ်ပါဘူးအဲ့တော့အခုတော့ပြန်ပြီးတော့ focus တော့ပြန်ထားရမယ်ရှင်8နာရီကနေ9နာရီတင်တန်းနေစူးစမ်းလိုက်ပါအောင်မယ်ခုကတော့ revision တစ်ချက်ပြန်လိုက်ပါအောင်မယ်အတန်းနဲ့မစားသေးဘူးဆိုတော့ဒီနောက်နာဟာလေးမရတော့ဘူးရှင်7နိုင်ထိုးပါတော့မယ်ဂျားထဲမှာအရန်လုံးလေးပေါ်လာလို့လုံရင်းနဲ့7နိုင်ထိုးပါတော့မယ်အခုတော့ကလေးလေးကိုဒီလို message လေးရေးပေးခြင်းနဲ့ဟာရှိရပဲအဲ့ဒါအခုချာချာနဲ့ချာချာဆိုပြလဲဆို ChatGPT ကိုကျွန်မပေးထားတဲ့နာမည်ပါချာချာနဲ့ discuss လုပ်ပြီးရေးပေးမှာဖြစ်ပါတယ် let's do itစာကမြန်မာလိုရေးမယ်လို့ကြံစီလိုက်တော့အရန် so cringe how can I write ညာ7နာရီခွဲသွားပြီပေါ့နော်အကုန်လုံးအိတ်ကုန်ကြလို့အပေါ်တမှာ record မလုပ်ဖ ೇನೆ အောက်ဆင်းလာတာပါဒီအနောက်မှာအဲဆိုရင်ကလေးတွေကိုပေးဖို့အတွက်မွေးနေ့ရှင်ကိုကိုတိုင်းထုတ်ပေးတာပေါ့နော်ကလေးတွေကိုဝေဖို့ it's so blessingအလားရဲ့ဒီနှစ် vision နဲ့မှလည်းအဲ့ဒါပါတယ်ပေါ့နော် volunteering နေ donation နေအဓိကအဲ့လိုမျိုးလေးလိုက်လုပ်ချင်တာပေါ့နော်အဲ့တော့မြန်မာလေးဝင်းနေနဲ့တကားလေးဆက်လျင်ပြီးလုပ်လိုက်ရတဲ့အတွက်အရန်ကို excited ဖြစ်နေတာပါအခုအလားစာလေးတွေပေါ့နော်သူကအရွယ်ကလေးမျိုးစုံရှိတာ哦အရွယ်အတိုက်ရွယ်မျိုးစုံရှိတော့တချို့ကလေးဆိုဖတ်တတ်ပါတယ်မဖတ်တတ်ပါတယ်အဲ့လိုရှိတော့အတိုက်ရွယ်လိုက်ပြီးတော့ပြင်လိုက်တယ်အဲ့တော့အလားမှန်းတာပေါ့နော်မရှိဘူးဆိုရင်ဒီမူလတန်းကလေးတွေလောက်ထိတော့စာဖတ်တဲ့ပဲလိမ့်မယ်လို့ထင်တာပေါ့နော်မူဂျိုရီတော့ရှိတယ်မူဂျိုရီတော့အလားစာမပြီးတော့ဘူးတော့ဖတ်တတ်တဲ့ကလေးလေးတွေကိုဒီလိုစာတိတ်ရွက်လေးဒီမှာရှက်လို့ရှက်ကျွန်တော်ဖုန်းလာပဲဆက်တယ်ရှင်မပြရဲအဲ့တော့စုစုပေါင်းမရှိဘူးဆိုရင်ဒီကောင်က32ယောက်ဒီကောင်က8ယောက်ဒါစာပြီးလို့ရတဲ့ကလေးပေါ့နော်လုံးဝမူဂျူကလေးလေးလည်းရှိရတယ်အဲ့ဒီကလေးလေးတော့ကျမရဲ့စတီကာလေးတွေတည်ပါမလို့ပါအလားငယ်ငယ်တော့ဆိုလို့ရှိရင်လေကျောင်းတွေမှာဆီယာမဒီအပေါ်လေးမှာစတီကာလေးကပ်ပြီးအရန်သဘောကျကြတယ်လေအဲ့လိုမျိုးလေးလုပ်ပြီးမလို့ရှိသမျှစတီကာတွေအကုန်မောက်အောင်ပါပါအဲ့တော့ကလေးလေးတွေကိုအဲ့လို likeဒီမုတ်ထုတ်လေးတွေပစ္စည်းလေးတွေပေးလို့ရှိရင်ကျမအဲ့လိုမျိုးလေး like ကပ်ပြီးချင်တာရှင် like something ဘာမှတော့တမိုးမရှိဘူးလို့တော့ဖြစ်ပေမဲ့အဲ့လိုတခုခု heartwarming ဖြစ်တဲ့ဟာမျိုးလေးကိုလုပ်ပေးချင်တာပေါ့နော်အဲ့တော့ဒီဆိုင်ကဟိုကောင်လာတော့အသိနိုင်ပါတော့ let's see ပါရှင်အဲ့တော့အခုတော့အိပ်ပါတော့မယ်7လေးခွဲသွားအိမ်မနေ့ပြန်ကြလို့ရှိရင်လည်းစောစောပြန်ထားမှရှိလို့နဲ့ဒါလေးကို quick update လေးလာလုပ်ပေးတာပါ okay အဲ့ဆိုရင် tomorrow တို့ရွေးကြပါစို့안녕히 친들
ဒီနေ့ကတော့ဒီကလေးတွေကိုသွားလှူမဲ့နေ့လေးပါကျမရဲ့ချစ်ညီမလေးရဲ့မွေးနေ့လေးဖြစ်ပါတယ်စိတ်ကြီးချူကရဲ့အခုကတော့ကျမတို့ရဲ့ဒီဘဝပီတာဝင်လေးတွေရပါတော့ကျမလေး report လုပ်ပဲညီမလေးကလည်းသူ morning meeting ရှိရပါတော့အဲ့တော့ being in a corporate life ကတော့ဘယ်လိုပဲခွင့်နေယူရတာလုပ်ဆရာရှိရလုပ်ကပါမယ် take a note guys ဒီနေ့ရဲ့ plan လေးကတော့အခုလုပ်ဆရာရှိရလုပ်ပါတော့လုပ်ပြီးသွားလို့ရှိရင်သွားပါမယ်သွားဖို့အတွက်လူစုဝဲနေအောင်အရင်သွားမှာပါအဲ့လာတော့အဲ့ဒီလူစုပြီးရဲ့နေရာနေမှာတူဆိုပြီးတော့ကလေးတွေရှိတဲ့နေရာကိုသွားမှာဖြစ်ပါတယ်လုပ်လိုက်ပါမယ်ရှင် bye bye ရှင်ရှိရမကိုရလိုက်တယ်ပြောဒီစတင်ထွက်ခွာပါပြီကတော့မခံနဲ့တော့မခံပါပါရှင်ကျမရုပ်ကိုကြည့်တာကတော့ခံရတဲ့အရွယ်လားချစ်တယ်လားဝင်းနေရှင်ဒီနေ့ outfit chart လေးဒါကတော့ဘယ်သူလိုက်ရလေးလဲရှင်ဒီဇိုင်နာဘယ်သူရှိရနေလဲရှင်ဒီဇိုင်နာမအေးပါရှင်ရမ်းလာတာညီမလေးဒီဇိုင်နာမအေးရှိရပါရှင် I think this is your really personal color yeah ပြီးတော့ဒီနေကလေး Oh sorry နီကလေးလာမယ်ဟုတ်ကဲ့ဟုတ်နောက်ကိုလေးပါကိုနီကလာလိုက်ပါဒါလေးကိုယ်တိုင်ကမမီ Oh look at the detail ဒါလေးကိုယ်တိုင်နော်ဝယ်ထားမှာမဟုတ်ဘူးနော်မမေကိုယ်တိုင်ထိုးပေးတာလက်ကပါဖြစ်တယ်ညီမလေးအဲ့လောက်ကြည့်ကြတာဒီကျိုးမမေကိုယ်တိုင်တိုးပေးတာတအိမ်ကြီးတစ်ထည့်လုံးမမေကိုယ်တိုင် Wow I think ထမိန်လဲမမေချုပ်ပေးတာအရင်ကတော့ဝစ်ဖူးလို့ပါဒါပေမဲ့အခုမှချုပ်တာမဟုတ်ဘူးမမေကိုယ်တိုင်ချုပ်ပေးတာပါဟုတ်ကဲ့မွေးရှင်ရမ်းလာနော်နဲ너무 설레요တော့ကလေးတွေကိုပေးမဲ့ထုတ်လေးပါခုကတော့သွားနေပါပြီရှိပါပြီကလေးတွေကိုရှုမဲနေရသည်ကလေးတွေကိုတွေ့မဲ့နေရသည်ရာသီဥတုလေးပြန်ကောင်းသွားတော်သေးရဲ့နော် Oh it's so cute ခဏလေးတွေခုကတော့ကလေးတွေကပြန်မရောက်သေးဘူးဆိုတော့ခဏစောင့်နေရပါလာတဲ့ညီလေးညီမလေးတွေအထုတ်သွားယူပါတယ်ကြောင်များနေလာဆိုအဝေးဖြစ်နေတော့ကားပေါ်မှာဒိတ်တင်ရှိုးလေးကြည့်လိုက်ပါတယ် Twinkle Love in Winter အရှမ်းကြည့်လို့ကောင်းပါတယ်ဒါတော့အလူရှင်2ယောက်ပါရှင်Hi Miniro Hi hello ဒီနေ့ကတော့ဘုန်းကြီးရှင်2ယောက်နေပါdocumentary တွေဟာ discovery ရိုက်ပေးတယ် documentary Hello Hello ပါမလို့ရ Hiပြောချင်တာရှိအားမမီလီယာ Peace Bye 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 Happy birthday to you
ကြည့်ဒီဖောင်နေကြာ finally တော့အိမ်ပြန်ရောက်သွားပါပြီအဲ့တော့ဘာလို့အိမ်ပြန်ရောက်မှကင်မရာကိုပြန်ဖွင့်နိုင်တာလဲဆိုလို့ရှိရင်လမ်းမှာကလေးတွေကိုလှူတော့ကလည်းဗီဒီယိုတွေတော့အများကြီးမရိုက်လိုက်ဘူးဗျကလေးတွေရဲ့ဒီ privacy လည်းရှိတော့ဓာတ်ပုံလေးတွေပါလေးတွေဒါပေမဲ့ကလေးလေးတစ်ယောက်နှစ်ယောက်ကတော့သူတို့နဲ့အတူတူဓာတ်ပုံရိုက်မယ်ဗီဒီယိုရိုက်မယ်လို့ပြောရတယ်အဲ့လိုမျိုးဗီဒီယိုလေးတော့ရခဲ့တယ်ပေါ့နော်အဲ့တော့တခြားတော့ဒီတိုင်းပဲကလေးတွေနဲ့အတူတူအချိန်ကုန်ဆုံးခဲ့တယ်အဲ့တော့ AMPT ဖြစ်စေရကကိုကတည်သွားတဲ့ဟာကွာဘာမှတန်ဖိုးမရှိဘူးဆိုပြီးတော့ခံစားပြီးတော့ကြောက်ကြောက်ရင်းနဲ့ယူပါပေါ့နော်သူတို့အတွက်အမှတ်တရစာလေးတွေနောက်စတစ်ကာလေးတွေဒါပေမဲ့ကလေးလေးတွေကအဲစတစ်ကာလေးတွေကိုကြိုက်ကြတယ်ပေါ့အဲ့တော့အလားရှိတဲ့စတစ်ကာဘောက်စီတစ်ခုလုံးလည်းပေးခဲ့လိုက်တယ်အဲ့ဒါတော့ဒီနေ့ရဲ့ PT ဖြစ်စေရလေးပေါ့နော်ပြီးတော့ကလေးလေးနဲ့အဲ့လိုစကားပြောသူတို့ပြောတာလေးနားထောင်စကားတွေသူကလူပြောကြပြီးတော့အဲ့မှာကလေးလေးတယောက်ဆိုလို့ရှိရင်အရင်ချစ်ဖို့ကောင်းတော့မမလို့နောက်ဆုံးပြန်ငယ်လေးဖိုက်ခဲ့လို့ရလားဆိုသူကအရင် introvert ကလေးလေးဒါမှကြည့်လိုက်တာနဲ့အရင်ချစ်ဖို့ကောင်းတယ်ဆိုအဲ့လိုလေးတော့ကုံဆုံးခဲ့ပါတယ်အဲ့တော့တဖြည်းဖြည်းနဲ့လည်းမှောင်လာပြီဆိုတော့ဘာမှလည်းကျွန်မမြင်ရတော့မဟုတ်ပါဘူးကျွန်မမျက်မှန်ကြီးပဲမြင်နေရတော့တယ်အဲ့တော့ဒီနေ့တနေ့ဒါလေးက Ella ရဲ့ one of my dream လေးတစ်ခုဖြစ်ခဲ့ပါတယ်မပြောဆုံးချိန်ကတော့အဲ့လိုသူတို့ sticker လေး like up ပေးပြီးတော့ cyber လေးပေးရတဲ့အချိန်ပေါ့နော် maybe လိုက်အယောက်80ကျော်မှတယောက်2ယောက်လောက်ကပဲဒါလေးကိုရတဲ့အချိန်မှာမျက်လုံးလေးကမျက်လုံးအဲ့လိုလေးကြည့်ပြီးပေးရကြိုက်တယ်ဗျာဒီလားကြိုက်တယ်ဆိုရခံစားချက်လေးကိုရလိုက်ပြီပဲတချို့ကလေးကြတော့လည်းဘယ်သိအောင်လဲနော်ဒါပေမဲ့အရန်ရှင်နေမှာပီတီဖြစ်ခဲ့ရတဲ့နေ့လေးတစ်နေ့ဖြစ်ခဲ့ရပါတယ် bye bye